မှတ်တယ်ဘဲကြောင်သားတဲ့ ဘဲကြောင်သားရှိတယ်ဟုတ်ကဲ့ အဲ့နွားကြောင်သားတချင်းဆိုတဲ့လူနဲ့တယောက်တည်းပဲ ဟော ဦးအုပ်ဩဘာတောင်းရှေ့တုန်းကအဆိုတော်ကြီး မူရင်းဆိုတော့ဗော မူရင်းဆိုတော့ဦးလွှမ်းမိုးကနွားကြောင်သားပြန်ဆိုမှပုံပေါက်သွားတာ ဟုတ်ကဲ့ ဒါပေမဲ့မူရင်းဆိုတော့ကအုပ်ဩဘာတောင်း ဥဩဘာတောင်း အဲ့ကျွန်တော်တချင်းတစ်ပုတ်ထက်ရှာလိုက်တော့နွားကြောင်သားမတွေ့ဘူးဘဲကြောင်သားတွေ့တယ်အဲ့မှာလိုက်စုံတန်းကြည့်လိုက်တော့ဘဲကကျွန်တော်တို့အညာဘက်မှာမကြောက်ဘူးဟိုးရန်ကုန်ဘက် AR တိုင်းဘက်မှာရွှွတ်နေဘွက်တွေထဲမှာဘဲကြောင်ရတယ်ဟုတ်ကဲ့အဲ့ဒီဘဲကြောင်သားဆိုတလိမ့်ဆန်ပြအများကြီးပဲကဲတော့ကိုဒီရင်ရဘဲလုတ်ပေးပါဦးအရင်နှစ်ကတော့ဒီနေ့ဘဲတယ်လောက်ကြအောင်အဲ့တော့တခြားအားထိုက်တော့မယ်နော်ဟုတ်ကဲ့အားထိုက်မယ်နော် ဆက်ရ အားထိုက်မယ်နော် ဟုတ်ကဲ့ ကဲဒီရင်ရဘဲဟောဘဲ position နဲ့တူအောင်ရင်လောက်ကြည့်လိုက်အောင်အေး ကလေးတွေကလိုင်းခေါင်းနေပြီးကြောင်းတက်ပြီးဟေး တန်တန် တခြားသားလူတန်းမပါသေးနဲ့တခြားသားအကိုကရှေ့ရနေပြီဟာဟိုဘဲမှာဘဲကိုသွားစားတယ်မင်းအဲ့တန်နဲ့အော်ရမှာ ဘဲတန်နဲ့ဟောမှာ စမ်းတိုက်ကြည့် ဟုတ်ကဲ့ လို့နေရယူထားဟဲ့ဟိုဘဲမှာဘဲကိုသွားကြိုက်ပြီဟုတ်ကဲ့ပေါက်စီ ရ မင်းကဝက် ဝက်လို့မှာ ဝက်လောက်အောင်မ ဟုတ်ပြီ အဲ့တော့ဝက်တန်လုပ်ကြည့်ဘယ်လိုလုပ်တော့လဲ နှာခေါင်းထဲကလေကိုစွတ်လိုက်တာ မလွယ်ဘူးတော့ စောင်းဝင်းကြရင်တော့ဒီကောင်လုံးလို့မကောင်း ဘာလို့လဲ နှစ်ချီပတ်ဒီမှာဝင်းလာ အဲ့တို့အရင်ပွဲတော့ကနွားကြောင်သားဒီပွဲဘဲကြောင်သားဝက်နော်ကျန်လို့ကျန်အဲ့ဒါဝက်ဟိုဘက်ကကောင်ကြီး ရ တခေါ်ကြီး ဟာ မင်းကနှုတ်သီးထွက်နေဆိုတော့မင်းကကြက်လို့ ကြက် အေး ကာကဲတော့တို့အစမ်းရီယာတဲ့တိုက်ကြည့်အောင် ဟုတ်ကဲ့ စမယ်နော်ဟုတ်ဝက်တွေကဆိုတာကြက်တွေကညနာရှုပ်ပွေအိုင်တွေကပါဘေရီအော်ကြရှာတို့တိရစ္ဆာန်ဖြစ်ရင်ကိုရှင်းသားလူတွေသဘောကျနေတာ ဟောကြနေတာကတို့ အဲ့တော့ပရိသတ်များမရည်ရရင်တော့လေအ ਨੇ ဆုံးမျက်နှာလေးတွေပြုံးအောင်တို့ဖန်တီးကြည့်အောင်ကြိုးစားမယ်နော်ဟုတ်အားထက်မယ်နော်ဟုတ်ကဲ့ကဲဘဲကြောင်သားဒီကစမယ်ဘေးကြောင်နာပျော်ပါပါလေနေရာရှုပ်ပွက်ကြီးအိမ်ဆောင်ကိုမောင်းမြဲရတာဟဲ့ဟိုဘဲမှာဘဲကိုသွားမနဲ့ချီကြက်တွေကြောင့်အလုံးများမနဲ့ချီကြက်တွေကြောင့်အလုံးများစံသွေးနဲ့ဘဲဥရိယထောင်းတောင်းကိုရောင်းဝင်လို့စားဝက်တွေကဆိုတာကြက်တွေကညနာရှုပ်ပွေအိုင်တွေကပါဘေရီအော်ကြရှာဝက်တွေကဆိုတာကြက်တွေကညနာရှုပ်ပွေအိုင်တွေကပါဘေရီအော်ကြရှာကြက်တူရင်ကိုသာခွေးမကိုင်အောင်နေပါသူ့လိုက်ပါသာမြူသူကငန်းတွေအော်ကြရှာမန္တာလီတွေပေါ်များစွာတနေ့ကုန်အောင်ကြောင်းရလားခြံထဲတွင်မို့အားလုံးမောင်းလို့လားစူညံကြတာအခုမှတို့မန်းတက်တဲ့ရောက်နေတယ်မတူတော့ ဘာနဲ့တူတော့ မွေးမြူရေးခြံကြီးတွေရောက်နေတယ်လို့ပဲ ဘာသာသချင်းကိုလည်းဘဲကြောင်သားလို့ပေးမနေနဲ့ လုပ်ပေးရမှာ ပြိုလူမောင်နဲ့မွေးမြူရေးချမ်းလို့ပေးလိုက်နိုင်ထဲပါတဲ့ကောင်လေးကြီးပဲ မနေ့ကတို့ရော်ရဲသွားနေဟိုမဲ့လူရှင်တော်3ယောက်နဲ့ခေါ်မဟုတ်ဘူးတော့ ဟုတ်ပါ ဟိုမဲ့တလိမ့်ဆန်နေလာပြီတော့တလိမ့်ဆန်နေလာပြီတော့တင်ရှိမှာ နင်တို့ကတော့ဒီငါခွေးဆိုတော့ငါကြမုံကျွေးမှာမဟုတ်ဘူးငါခွေးရကချီးကျွေးမယ်လို့ရှိမှာ အဲ့တော့ဒါလေးကိုကျွန်တော်တိပြမယ်နော်ဒုတိယပိုင်းမှာလည်းတလိမ့်ဆန်တွေကအစုံပဲမင်းတို့လှုပ်ဖို့တာပြင်ထားကဲငါကောင်တို့ဝက်တွေကဆိုတာသွားကြည့်အောင်ဟာ
တောင်မှန်ခါနှကောင်ပြန်လာမန္တာလီတွေနဲ့ပါ မန္တာလီ ဝမ်းပဲရီအော်ရှာတောင်မှန်ခါနှကောင်ပြန်လာမန္တာလီတွေနဲ့ပါ မိတာလာ ဝမ်းပဲရီအော်ရှာအိမ်ချိုအိမ်ချမ်းမှာဝတ်တွေရွှန်နေပြီလို့လားတော်ကြီးကကြီးကတကယ်ပင်အော်ဟိရှာဧည့်သည်လာတဲ့တာမင်းတို့ခဏမင်းတို့ပိုင်နေဟာရတယ်ကြီးကဘယ်လိုလုပ်လိုက်တာ ဒီကရတာလေအာ မင်းမိုင်းနဲ့တိတ်မတော်သူ့ကြနာတယ်သူမြတ်တော့သွားကြိုင်တယ် ငါจะနေရကြီးဆွဲရကော ပေါ့စီညပိုင်လိုက်လား ပိုင်မှာပေါ့တော်လေ အာနားလို့អော်တာတော့ငါ ငါလို့ အဲ့တော့ဒါလေးကျွန်တော်တီးမယ်တောင်မှန်ခါနှကောင်ပြန်လာမန္တာလီတွေနဲ့ပါဘာကြီးဒုံလုံးကြီးကိုလေဘတ်ဘောဝဘတ်ဘောဝအဲ့ဒါကိုနောက်ကလူရှင်တော်လူရှင်တော်မဟုတ်တော့ sorry နောက်ကတလိษံတွေကဝါလိုက်တီးမယ် တလိษံလေးလောက်ရသေးဝါဟာတီးရအောင်ပါလေ လိမ့်ဆောင်သွားသည် နှစ်မျိုးလုံးလောက်ရမှာ ဟောဟုတ်ကဲ့ပါ ခွတ်လိုက်မယ်ကိုဒီအင်းကကြောင်းဟမ်ပေါက်စီကခွေးဖိုးချစ်ကစိတ်ဟာဒီဘက်မှာလုပ်ပြီးမယ်ပထမဦးဆုံးခွေးနဲ့ကြောင်နဲ့စပြီးရန်တတ်မယ်နေဦးလေမင်းတို့ဘေးချင်းကလေးကကြိုက်ချင်နေရတော့ ကျိန်ပါ ငါရန်တိုက်ပေးမယ်တီးလုံးနဲ့မင်းတို့ကိုရန်တိုက်ပေးပြီဆိုတော့မင်းတို့နှစ်ကောင်ကြိုက်ရမယ်နော် ဟောအဲ့လိုလား စမယ်ရဟာအလကားဆူညံစွာပူစီအမတန်မိုက်တာရိုက်ခံပြီးဖို့နေအော်လာအလကားဆူညံစွာပူစီအမတန်မိုက်တာရိုက်ခံပြီးဖို့နေအော်လာတကြားချိုချိုနောက်ခါနွားလူကိုတောက်ပါငါအနာကိုလာတဲကိုများသွားမယ်ကြံနာတကြားချိုချိုနောက်ခါနွားလူကိုတောက်ပါငါအနာကိုလာကိုများသွားမယ်ချန်နာခွေးပါပြီးလာစမ်းမခွေးပါပြီးလာစမ်းမလို့မကြဘူးလားငါခေါ်တာမကြဘူးလားငါခေါ်တာကဲလေကဲဝီရာကြောင်ကလေးပူစီခွေးကလေးပါပြီးစိတ်ကလေးနာနီကြောင်ကလေးပူစီကွေးကလေးပါပြီးစိတ်ကလေးနာနီဧည့်သည်လာရင်မစော့နဲ့ရိုက်မှငိမ့်ငိမ့်ကလေးနေကွာတရင်လေးအိမ်မပြောလားခွေးနဲ့စိတ်အော်လားအားလုံးနဲ့မစော့နဲ့ငိမ့်ငိမ့်နေကွာအစာချင်းတော့မယ်လာမနှက်ပြန်ကြရင်တို့ရွာတွေကလူရှင်တော်တွေကိုနာမည်မခေါ်တော့ဘူးရှင်လေးတော့ခေါ်မယ်လို့သတင်းကြားတယ်ဟုတ်ဟိုဘက်ကကောင်ကြီးကကြောင်ကြီးအလဲကကောင်ကြီးကခွေးကြီးဟိုဘက်ကစိတ်ကြီးလူရှင်တော်တွေမိုက်တယ်ဟုတ်ကဲ့တို့ဆိုင်တော့ခုမှတလိษံဆိုင်ကိုဖြစ်လို့ဟုတ်တယ်ကဲတော့ဒါလေးတီးကြည့်မယ်နော်ဟုတ်အလဲကဆူညံသွားဘူစီအင်မတန်မိုက်တာဆိုင်ရဲ့တီးချက်တီးလက်ကိုဒီဘက်ကကျွန်တော်အကိုစီဟာကိုနေတို့ကထွင်ထားတယ်နော်စမယ်တော့
နဖိုးချစ်နောက်ဆုံးအပိုက်မှာမင်းကစိတ်ကလေးဘယ်လိုလုပ်သွားတာ ဘာ အဲ့ဒါစိတ်ပေါက်စားလေးပြန်အောင်ကြည့်တာ ဘာ စိတ်တိုးကြတော့ဘယ်လိုអော်တော့ ဘိုး